Okay ဒါကတော့ကျွန်တော်တို့ရဲ့ Milky Way Galaxy ပဲဖြစ်ပါတယ်အဲ့တော့ cherry ဘောင်းကတော့ကျွန်တော်တို့ဘယ်လောက်ရှိလဲဆိုတော့100 to 400 billion လောက်ရှိပါတယ်ဒီ Milky Way Galaxy တစ်ခုထဲမှာပေါ့နော်ဒီလိုမျိုးပေါ့နော် dwarf galaxy တွေလည်းရှိပါ dwarf ဆိုတာကျတော့ကျွန်တော်တို့အသေးငယ်တာကိုပြောတာပါကျွန်တော် universe မှာဆိုအဲ့ဒီလိုမျိုး dwarf galaxy သေးလေးရှိပါအဲ့ဒီ set လေးကိုထင်မသေးပါနဲ့အဲ့ဒီ set တစ်ခုထဲမှာကျွန်တော်တို့ကျဲတာပေါင်းများစွာရှိပါတယ် planet တွေနော်ရာနဲ့ရှိပြီးရှိပါတယ်ဒါကျွန်တော်တို့ Milky Way Galaxy ပါအဲ့ကျွန်တော်ဒီမှာတွေ့ရတဲ့အတိုင်းဒီမှာ Galaxy အကြီးတွေရှိပါသေးတယ်ကျွန်တော် Milky Way Galaxy ကတော်တော်လေးကိုကြီးပါတယ်သူနဲ့နည်းနည်းကြီးရဲ့ဒါကကြတော့Magellanic Cloudway လို့ခေါ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ Milky Way Galaxy လို့ပြောပဲပေါ့နော်ဒါပေမဲ့သူကသေးတဲ့ Galaxy တစ်ခုပါ Okay ဒါကတော့ Andromeda Galaxy ဖြစ်ပါတယ်ကျွန်တော် Milky Way Galaxy တဲ့အနီးဆုံးမှာရှိတဲ့Galaxy တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ Galaxy တွေကိုသွားဖို့မပြောပါနဲ့ကျွန်တော်တို့အနီးဆုံးကျယ်တော့ကျွန်တော်တို့မသွားနိုင်သေးပါဘူးကျွန်တော်တို့ human technology ရပါတော့ဟုတ်ပြီကျွန်တော်တို့ဆက်ပြီးတော့ဆွဲသွားမှဆိုကျွန်တော်ဘာတွေတွေ့ရနိုင်လဲကျွန်တော်တို့ဒီမှာ universe ထဲမှာ galaxy တွေဘယ်လောက်တော့ရှိနေနိုင်လဲကျွန်တော်တို့တစ်ချက်ကြည့်ရအောင် Okay ဒါတွေအကုန်လုံးဒီ galaxy တွေဖြစ်ပါတယ်ကျွန်တော် Milky Way Galaxy ကိုအခုချိန်နဲ့ကျွန်တော်မမြင်ရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတက်ကြီးတဲ့ galaxy ပေါင်းများဆို universe မှာအပြည့်ရှိပါတယ်ဒီအဆက်တွေအကုန်လုံးဒီ galaxy တွေပါအဲ့ဒီမှာ star ပေါင်းများရှိတယ်အဲ့ဒီမှာ planet ပေါင်းများဆိုရှိပါတယ်အဲ့ဒီကတစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒါကကျတော့ super cluster လို့ခေါ်ပါတယ်ဘာဖြစ်လို့လဲဒါကကျွန်တော်တို့galaxy ပေါင်းများတောင်းနဲ့ချီပြီးစုစည်းထားလို့ပဲဖြစ်ပါတယ်ကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကကျွန်တော်ဒီမှာ space လို့ဆိုတဲ့အတိုင်းပေါ့နော်နေရာတော်တော်များများမှာသူကနေရာလွတ်တွေဖြစ်နေတာကိုကျွန်တော်တွေ့ရမှာပါအဲ့တော့ဒါကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ် space ကတကယ်တော့နေရာလွတ်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ကမ္ဘာပေါ်မှာမြေဈေးတက်နေပြီမဲ့ space မှာနေရာလွတ်တွေအများကြီးရှိတယ်ဆိုတော့စိတ်နဲ့အားတင်းထားပေါ့နော် Wow ဒါတွေအကုန်လုံးဒီ galaxy တွေဖြစ်ပါတယ်What? Okay ဒါကတော့ observable universe ဖြစ်ပါတယ် telescope နဲ့ကြည့်လို့ရှိရင်ကျွန်တော်တို့မြင်နိုင်တဲ့ပမာဏဖြစ်ပါတယ်ဒီထက်ပိုပြီးတော့ space ဒီကျယ်ပြန့်နိုင်ပါတယ်ကျွန်တော် universe ဒီ endless ပေါ့နော်အဆုံးအစမရှိဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်ရဲ့ telescope တွေနဲ့ဒီလောက်ထိပဲကျွန်တော်တို့မြင်ရတာပေါ့နော်။ဒါပေမဲ့အလင်းဒီလာဖို့ဆိုတာအချိန်